ခုချိန်နေရကွာ50ဖြစ်နေရကွာ50ဆိုတော့ဟိုဘက်ဒီဘက်ကမျှနာကွာဟုတ်လားဟိုဘက်ဒီဘက်မျှတယ်ဒီဘက်ဟိုဘက်က50စီပြီရောက်တော့ဒါမင်းမျှတာတဲ့ချိန်နေရောက်သွားပြီကွာကြာဟာဒီမျှတာတာကြီးရဟိုဘက်ဒီဘက်ပဲမျှတာလေကွာဒီဘက်ဟိုဘက်မဟုတ်တဲ့ဘာရောက်တော့မရှိတော့ဘူးကွာကြာဒါကြီးကမင်းဟိုဘက်ဒီဘက်တွေမျှတာတာဆိုတော့မင်းဒီဘက်ဟိုဘက်မရှိတဲ့ဘက်ရောက်တော့မင်းမျှတာရဲ့အတွက်ဒါကြီးကလည်းမင်းမျှတာနေတာကြီးမဟုတ်ဘူးကွာဟုတ်လားကြတော့ဟိုဘက်ဒီဘက်တွေမကဒီဘက်ဟိုဘက်မကတဲ့အားကြီးမျှတာဒီတိုင်းဆက်ပြီးတော့သွားနေလို့စင်ပြေဘူးကွာဟုတ်ပြီစင်ပြေဘူးဆိုစင်ပြေအောင်လို့လုပ်မှာတော့စင်ပြေအောင်လို့လုပ်မှာတော့ခုလုံးနေတဲ့ပုံစံတွေအကုန်လုံးကွာခဏတော့ suspension ကွာဆိုင်းငံ့လိုက်ကွာဆိုင်းငံ့ပြီးတော့ပြန် research and development R&D လုပ်ကွာပြန်သုံးသပ်ကြည့်ကွာပြန်သုံးသပ်ဖို့ဆိုရင်ငါတို့ကဘာလို့ပြန်သုံးသပ်ရအောင်ဆိုတော့သုံးသပ်ဖို့ဆိုကြတယ်ဟိုကဘာသိကျင်လို့ဟုတ်တယ်မို့လားသိကျင်လို့ဘာလို့လက်ရှိချင်းတွေကိုသိကျင်လို့သိကြရဲ့လားဟုတ်ရဲ့လားဆိုတော့သိကျင်လို့ကွာသုံးသပ်ပြီဆိုရင်ငါကဘယ်ဟိုသွားမှာတော့ဆိုပြီးခဲ့တဲ့အတိတ်သမိုင်းကိုပြန်သွားကွာပြန်သွားတော့မြင်ဘယ်ရောက်တော့ဟောဒီပဲပြန်ရောက်တာလေဟုတ်တယ်မို့လားအဲ့ကြတော့မြင်အတိတ်ကိုပဲသွားတာကွာအနာဂတ်ကိုပဲမျောမှန်းရီမှန်းကွာထားတိတ်ကိုပဲသွားတာနာဂတ်ကိုသွားတာဘယ်ကိုပြောင်းတော့လက်ရှိဒီနေရာပဲပြန်ရောက်တာဟုတ်တယ်မို့လားဒါဘာပဲပြန်ရောက်တာဆိုတော့မဟုတ်ဘူးကွာဒါကြီးဟုတ်တယ်မို့လားအဲ့ကြတော့ဘာလောက်အောင်မလို့ဆိုတော့သုံးသက်မှာပဲဟုတ်တယ်ခုသုံးသက်နာတော့မဟုတ်မှန်းသိတယ်ဟုတ်ပြီရဟုတ်အောင်မလို့လောအောင်မှာတော့ဟုတ်အောင်မလို့လောအောင်မှာတော့ဆိုတော့ငါတို့ကတမိုင်းကိုပြောင်းအောင်ပဲကွာတမိုင်းပြောင်းမှုဆိုရင်တမိုင်းပြောင်းတယ်ဆိုငါတို့တမိုင်းသိရေးရမှာကွာကြောင့်တမိုင်းသိရေးလို့ဆိုဒီမပြီးတဲ့တမိုင်းကိုငါတို့ကနီးကုန်းချုပ်ပေးရမယ်ကွာတမိုင်းကိုကြည်လိုက်ပြီတခုခုရွေးတခုအတွက်ဆိုရင်ဘာနဲ့ကြီးဖြည့်ရှင်းခဲ့ကြတော့ဘာနဲ့ကြီးလောက်ခဲ့ကြတော့ကြည်လိုက်ပြီဟုတ်တယ်မို့လားဘာနဲ့ကြီးလောက်ခဲ့ရတော့ဟေးစစ်ရေးနဲ့ပဲငါတို့ကပြောခိုင်းကြကွာဟုတ်တယ်မလားစစ်ရေးနဲ့ပဲစစ်ဖက်ဆိုင်ရာသုံးလုံးနေပြုမှုရင်းနဲ့ပဲရွေးတကူငါတို့ပေါ်ဆောင်ခဲ့ကြတမိုင်းကခုတီကိုလုံနေတော့ကွာအဲ့ကြောင့်ဒါကြီးကမင်းတမိုင်းလမ်းမဆုံးသေးဘူးတမိုင်းလမ်းဆုံးပြီဆိုမှငါတို့ကတမိုင်းသေးတခုရေးရမှာကွာရေးလို့ရမှာကွာဒီသမိုင်းပြီးနောက်သမိုင်းရင်ဒီသမိုင်းနဲ့ပဲပြန်ဝင်သွားမှာကွာဟုတ်လားအဲကြောင့်ဒီသမိုင်းလမ်းကြီးဆုံးအောင်ငါတို့ကစစ်ဖက်ရေးရပြောဆိုပြုမှုတွေအေးနဲ့ဒီရွေးတစ်ခုဒီသမိုင်းကိုငါတို့ကဆုံးအောင်လုပ်လို့မရဘူးကြတော့ဒီသမိုင်းဆုံးအောင်ငါတို့ကစစ်ဖက်ရေးရပြောဆိုပြုမှုတွေနဲ့မလုပ်ဖဲနဲ့ငါတို့ကနိုင်ငံရေးပြောဆိုပြုမှုရင်းနဲ့ငါတို့ကတမိုင်းဆုံးတမိုင်းလန်းဆုံးတော့လုံးမှာငါတို့ကတမိုင်းသိရေးလို့ရမှာဟုတ်လားအဲ့လိုရေးလို့ရအောင်လေဒါဟိုဘက်ဒီဘက်50ဖြစ်နေတဲ့ဟိုဘက်ဒီဘက်စစ်ရေးဆိုင်ရာသုံးလုံးပြုမှုတွေကိုရှော့ချပြီးတော့နိုင်ငံရေးပြောဆိုပြုမှုတွေတိုးရမယ်ဒါမှနိုင်ငံရေးပေါင်ကျဲလာမှ
လူတွေကတိလာမယ်လူတွေပြင်မကဘူးဘာတွေတော့ပြည်သူလူထုပါမြင်နေကျဲလာမယ်တိလာတော့မှဟောနိုင်ငံရေးပေါင်ကျဲလာပြီဆိုမှငါတို့ကသမိုင်းသစ်ကိုငါတို့ရေးလို့ရမှာဟုတ်လားကြတော့ဒီစစ်ဘက်ဆိုင်ရာပြောဆိုပြုမှုတွေကငါတို့ကသမိုင်းလမ်းဆုံးမှုအတွက်ဒါတွေကိုရှော့ချဖို့လိုပြီဟုတ်လားရှော့ချဖို့လိုတယ်ဆိုရင်ဘာလို့ရမှာတော့ရှော့ချဖို့လိုရဲဆိုရင်တိုင်းရှော့ချလိုက်เสียမလို့ဘူးကွာဟာလားရှော့ချဖို့ဆိုရင်ကိုစစ်ဘက်ဆိုင်ရာပြောဆိုပြုမှုတွေထက်နိုင်ငံရေးဆိုင်ရာပြောဆိုပြုမှုတွေငါတို့ကပို့လုံးလိုက်ရင်ပို့လုံးလိုက်ရင်ငါတို့ကဒီသမိုင်းလိုက်ပြီးသေးရဲ့သမိုင်းကြီးပြီးသွားမယ်အဲ့သမိုင်းတိတ်သမိုင်းပြီးသွားပြီဆိုမှသမိုင်းစီရေးလို့ရမှာကြတော့ခုချိန်အကောင်းဆုံးချိန်ပဲဘာလို့သူမတင်ကိုမကြဖြစ်နေတာကိုမတင်သူမကြဖြစ်နေဟိုဘက်ဒီဘက်ဟိုဘက်မျှကြီးရှိနေတဲ့ချိန်မှာဒီနိုင်ငံရေးပေါင်ကျဲဖို့နိုင်ငံရေးပြောဆိုပြုမှုတွေထုံးကားကျဲပြန့်မှုငါတို့မင်းတို့ကလောက်ရမယ်ဟုတ်လားဟုတ်ပြီနော်ဒါမှတမလမ်းဆုံးမှာနမို့ဆိုရင်အလကားစတေးနေရတယ်လို့မြင်တမိုင်းမှာမြင်ထပ်ပြီးတော့တွေးဆွနေရအောင်မယ်လက်ကားနေဟုတ်လားလက်ကားနေဘာလို့တွေးဆွမယ်ပြောတာတော့သူရဗျာရတော့ဟုတ်လားသူရစားလို့တောက်လို့လေရှူလို့ရေတောက်လို့မြေပေါ်မှာနေလို့ဟာလားလောကသဘာဝတရားကြီးရဲ့အကျိုးကျေးဇူးကြောင့်ရှင်သန်နေရတာဝါဟာလားဟုတ်လားအဲ့ကြတော့အဲ့ဒါတွေလည်းသူတို့ရဲ့ကျေးဇူးတွေလက်ကားမဖြစ်အောင်ကျေးဇူးမဆက်ချင်နေကျေးဇူးကမ်းနဲ့ကျေးဇူးကမ်းနဲ့ကျေးဇူးမတည်တဲ့ကျေးဇူးတည်တဲ့ကျေးဇူးကမ်းတဲ့သူမဖြစ်အောင်ကျေးဇူးမကမ်းတဲ့သူဖြစ်အောင်ငါတို့ကကျေးဇူးတည်တတ်မယ်ကျေးဇူးတည်တတ်မယ်ငါတို့တွေးချွေးတွေငါတို့အသက်တွေချိန်တွေဘဝတွေကိုနိုင်ငံရေးပြောဆိုပြုမှုတွေနဲ့ပို့ပြီးတော့ကျယ်ပြန့်အောင်ပို့ပြီးထွန်းကောင်းပြန်ပွားအောင်ပို့ပြီးတော့သုံးချမယ်သုံးချအောင်လေကိုကသုံးချနိုင်လေကိုကတိအောင်လုပ်ရမယ်တိသွားရဆိုလေအဲ့ဒီတိကိုလက်တွေ့ကျင့်ဆောင်မယ်ဒါမှငါတို့လိုချင်တဲ့ဘုံရီမှန်းချက်ကိုအားလုံးအတူတကွရောက်ရှိမှာဖြစ်တယ်ဒါကြောင့်မို့အစကတည်းကမတူကွဲပြားခြားနားနေတာတွေကိုထပ်ပြီးတော့အမှလုံးเสียမလို့ဘူးကိုလို့ကိုလုံးယုံမယ်ဟုတ်ပြီလားကိုလို့ကိုလုံးယုံမယ်ဆိုရင်နော်ကိုလို့ကိုလုံးယုံမယ်ဆိုတာကိုရဲ့လုံးစစ်လုံးမှန်ကိုပြောတာဟုတ်ပြီလားကျွန်လုံးမဟုတ်ဘူးဟုတ်ပြီနော်ဟုတ်ပြီလားအဲကြတော့တတ်နိုင်သလားကိုလည်းတိုးတက်အောင်ကျမ်းမာအောင်ချမ်းသာအောင်ကြိုးစားကိုပတ်ဝန်းကျင်ရရှိနေတဲ့သူတွေကိုလည်းတိုးတက်အောင်ကျမ်းမာအောင်ချမ်းသာအောင်ကိုညီပါဒါကတာဝန်တရက်ပဲတာဝန်ဝတ္တရားတစ်ခုလောကမဲ့အလုပ်တစ်ခုပဲအဲ့ဒီအတွက်ငါတို့အကြောင်းပါချက်မလို့ဘူးဟုတ်ပြီနော်အကြောင်းပါချက်မလို့ဘူးကျောင်းမချက်မလို့ဘာလို့တော့ကိုယ့်ကိုတာဝန်ခံရအောင်သူများကိုလွှဲမချဟုတ်လားကိုယ့်ကိုတရားမျှတသစ္စာရှိမှကိုမဟုတ်တဲ့ခြားပတ်ဝန်းကျင်သူတွေကိုကိုကတရားမျှတမှုမျှဝေပြီးလို့ရမှာအကြောင်းမိမိကိုယ်တိုင်မိမိစတင်မှာဒါကြောင့်မို့ personal development self improvement ဖြစ်ဖို့အတွက်ရေးကြီးဆုံးကဘာလို့
လူမှုရေးသိပ္ပံကိုနားလည်ရမယ်သင်ယူရမယ်သင်ကြားရမယ်မျှဝေရမယ်သိအောင်လုပ်ရမယ်ဟုတ်ပြီလားကြတော့လက်တွေ့အကောင့်တွေပေါ်ပြီးတော့အတိရနေအကျင့်ဖြစ်အောင်လှုပ်ဆောင်ရမယ်ဟုတ်ပြီနော်အဲ့ကြတော့ဘာလို့ရှေ့ရှုတော့ကိုလို့ကိုလုံးမယ်ကိုလုံးမဟုတ်တာတွေကိုလည်းတတ်နိုင်တယ်လို့ကိုလုံးလေးနဲ့ကိုညီပေးမယ်ဒါဆိုရင်အားလုံးသွားနေတဲ့ဘုံကြီးမှန်းချက်ကိုပန်းနိုင်ကိုဒီချိန်ကနေစပြီးတော့ရအောင်ရွေးတစ်ခုကိုကိုယ်တိုင်စပြီးဖော်ဆောင်လိုက်ကြပါစို့ဟုတ်ပြီအဲ့ကြတော့အားလုံးကိုကျေးဇူးတင်တယ်ဟုတ်ပြီနော်တကယ်ရှိတရားပြစ္ဆုတ်မှန်တဲ့မှာပဲနေပါ education မှာတင်ဆက်ပြောကြားနေတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်